အရဟံဘိအန္တဇယံဒုက္ကတံအမိတံဝိရာဇံလာလိတံအတုလံစရဏံတိဘဥပသမ္မယမကံဒုက္ခတံတရဏံပနာမာမိဇိနံဧတေနာသစ္စာဝဇေနဟောတုမေဇယမင်္ဂလံအရဟံမြမနတ်လူသုံးပုံသူတို့ဤကြည်ဖြူကောရောပူဇော်ထုကိုခံယူတော်မူထိုက်ထသောဘိအန္တဇယံတွင်ရန်ပြင်းရန်တို့ကိုတန်တန်အောင်မြင်တော်မူပေထသောဒုက္ကတံကောင်းသောစကားကိုဆိုတော်မူတတ်ထသောဒုက္ကတံကောင်းသောနိဗ္ဗာန်သို့ကြွားသွားတော်မူတတ်ထသောအမိတံမနိုင်ရှင်အသောဂုဏ်တော်ပေါင်းနှင့်ပြည့်စုံတော်မူပေထသောဝိရဇံယာကစားရှိသောကိလေသာမျိုးညစ်ခြင်းမှကင်းဝေးတော်မူထသောလာလီတံရောင်ကြီးတော်6သွဲဖြင့်ကုံမြစံပဲတင့်တယ်တော်မူပေထသောအတုလံသီလခေါင်းဒီသမာဓိနှင့်ကြည်ပြီးပညာလွန်ကဲသာ၍ပြိုင်လာနိုင်သူအတူလည်းရှိတော်မမူပေထသောစရဏံနိဗ္ဗာန်ရောက်ကြောင်းခြင်းကောင်းနှင့်ပြည့်စုံတော်မူပေထသောတိဘဥပါသမ္မဘဝ3ပါးဘုံ3ပါးတို့၌ကိလေသာပူမိတို့ကိုငြိမ်းအေးစေတော်မူနိုင်ထသောယမကံရေမိဆုံးဆုံးစရှိသောတကုဗျာဒိဟာတို့ကိုပြာစွမ်းတော်မူနိုင်ထသောဒုက္ခတံလူချမ်းသာနတ်ချမ်းသာနိဗ္ဗာန်ချမ်းသာကိုပေးတော်မူတတ်ထသောတရဏံလူနဲ့နဂတရားပြမတတဝဝိနေမြဘုကြီးတို့၏အာထကိုယ်ွယ်အားစေဧကံဖြစ်တော်မူပေထသောဇိနံလေးသစ္စာပန်းခိုင်ကိုလှမ်းကင်ကတချက်တည်းဖြင့်ငါမန်းဆွဲယံမိကိုဖြည့်ဆည်းအောင်မြင်တော်မူသောဖယားရှင်ကိုယ်တော်မြတ်ကြီးကိုအဟံဘုရားသပိတော်သည်ပနာမာမိယောတိမြန်တို့မညိုကြိုး၍ရှိခိုးကြောပါဤအရှင်ဘုရားမယံပနာမာမဖယားသပိတော်သည်ယောတိမြန်တို့မညိုကြိုး၍ရှိခိုးကြောလိုက်ပါဤမြတ်စွာဘုရားဧတေနာသစ္စာဝဇေနဤသို့ဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်အရဟံဘိအန္တဇယံစရှိသောဂုဏ်တော်တို့နှင့်ပြည့်စုံတော်မူပေ၏ဟုမှန်ကန်စွာဆိုရတဲ့သစ္စာစကားကြောင့်မေကျွန်ုပ်အားအမာခံကျွန်ုပ်တို့အားဇယမင်္ဂလံနှံပြတွင်ပြင်းဘေးရန်ဆင်၍လိုအင်းစန္ဒဟုသမျှသည်ပြေဝဆုံစွာစံတော်တာသို့အောင်ရအောင်မှုအောင်ကြောင်းပြုသည်အောင်စုယရနာအောင်ခြင်းကြီးမင်္ဂလာသည်ဟောတုမုတ်ချမတ်သွေဖြစ်ပါစေတည်းသာဓုသာဓုသာဓုအရဟံဘိအန္တဇယံဒုက္ကတံအမိတံဝိရာဇံလာလိတံအတုလံစရဏံတိဘဥပသမ္မယမကံဒုက္ခတံတရဏံပနာမာမိဇိနံဧတေနာသစ္စာဝဇေနဟောတုမေဇယမင်္ဂလံအရဟံမြမနတ်လူသုံးပုံသူတို့ဤကြည်ဖြူကောရောပူဇော်ထုကိုခံယူတော်မူထိုက်ထသောဘိအန္တဇယံတွင်ရန်ပြင်းရန်တို့ကိုတန်တန်အောင်မြင်တော်မူပေထသောဒုက္ကတံကောင်းသောစကားကိုဆိုတော်မူတတ်ထသောဒုက္ကတံကောင်းသောနိဗ္ဗာန်သို့ကြွားသွားတော်မူတတ်ထသောအမိတံမနိုင်ရှင်အသောဂုဏ်တော်ပေါင်းနှင့်ပြည့်စုံတော်မူပေထသောဝိရဇံယာကစားရှိသောကိလေသာမျိုးညစ်ခြင်းမှကင်းဝေးတော်မူထသောလာလီတံရောင်ကြီးတော်6သွဲဖြင့်ကုံမြစံပဲတင့်တယ်တော်မူပေထသောအတုလံသီလခေါင်းဒီသမာဓိနှင့်ကြည်ပြီးပညာလွန်ကဲသာ၍ပြိုင်လာနိုင်သူအတူလည်းရှိတော်မမူပေထသောစရဏံနိဗ္ဗာန်ရောက်ကြောင်းခြင်းကောင်းနှင့်ပြည့်စုံတော်မူပေထသောတိဘဥပါသမ္မဘဝ3ပါးဘုံ3ပါးတို့၌ကိလေသာပူမိတို့ကိုငြိမ်းအေးစေတော်မူနိုင်ထသောယမကံ
ရေမိဆုံးဆုံးစရှိသောတကုဗျာတိဟာတို့ကိုပြာစွမ်းတော်မူနိုင်ထသောဒုက္ခတံလူချမ်းသာနတ်ချမ်းသာနိဗ္ဗာန်ချမ်းသာကိုပေးတော်မူတတ်ထသောသရဏံလူနဲ့နဂတကြားပြမတတဝဝိနေမြဘိုကြီးတို့၏အာထကိုယ်ွယ်အားစေဧကံဖြစ်တော်မူပေထသောဇိနံလေးသစ္စာပန်းခိုင်ကိုလှမ်းကင်ကတချက်တိဖြင့်ငါမန်းဆွဲယံမိကိုဖြည့်စည်းအောင်မြင်တော်မူသောဖယားရှင်ကိုယ်တော်မြတ်ကြီးကိုအဟံဘုရားသပိတော်သည်ပဏာမာမိယုတိမြတ်နုမညိုကျိုး၍ရှိခိုးကြောပါဤအရှင်ဘုရားမယံပဏာမာမဖယားသပိတော်သည်ယုတိမြတ်နုမညိုကျိုး၍ရှိခိုးကြောလိုက်ပါဤမြတ်စွာဘုရားဧတေနသစ္စာဝဇေနဤသို့ဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်အရဟံဘိအန္တဇယံစရှိသောဂုဏ်တော်တို့နှင့်ပြည့်စုံတော်မူပေ၏ဟုမှန်ကန်စွာဆိုရတဲ့သစ္စာစကားကြောင့်မေကျွန်ုပ်အားအမာခံကျွန်ုပ်တို့အားဇယမင်္ဂလံနှံပြတွင်ပြင်းဘေးရန်ဆင်၍လိုအင်းစန္ဒဟုသမျှသည်ပြေဝဆုံစွာစံတော်တာတို့အောင်ရအောင်မှုအောင်ကြောင်းပြုသည်အောင်စုယရနာအောင်ခြင်းကြီးမင်္ဂလာသည်ဟောတုမုတ်ချမတ်သွေဖြစ်ပါစေတတိသာဓုသာဓုသာဓုအရဟံဘိအန္တဇယံဒုက္ကတံအမိတံဝိရာဇံလာလိတံအတုလံစရဏံတိဘဥပသမယမကံဒုက္ခတံတရဏံပဏာမာမိဇိနံဧတေနာသစ္စာဝဇေနဟောတုမေဇယမင်္ဂလံအရဟံမြမနတ်လူသုံးပုံသူတို့ဤကြည်ဖြူကောရောပူဇော်ထုကိုခံယူတော်မူထိုက်ထသောဘိအန္တဇယံတွင်ရန်ပြင်းရန်တို့ကိုတန်တန်အောင်မြင်တော်မူပေထသောဒုက္ကတံကောင်းသောစကားကိုဆိုတော်မူတတ်ထသောဒုက္ကတံကောင်းသောနိဗ္ဗာန်သို့ကြွားသွားတော်မူတတ်ထသောအမိတံမနိုင်ရှင်အသောဂုဏ်တော်ပေါင်းနှင့်ပြည့်စုံတော်မူပေထသောဝိရဇံယာကစားရှိသောကိလေသာမျိုးညစ်ခြင်းမှကင်းဝေးတော်မူထသောလာလီတံရောင်ကြီးတော်6သွဲဖြင့်ကွန်မြူစံပဲတင့်တယ်တော်မူပေထသောအတုလံသီလခေါင်းတိသမာဓိနှင့်ကြည်ပြီးပညာလွန်ကဲသာ၍ပြိုင်လာနိုင်သူအတူလည်းရှိတော်မမူပေထသောစရဏံနိဗ္ဗာန်ရောက်ကြောင်းခြင်းကောင်းနှင့်ပြည့်စုံတော်မူပေထသောတိဘဥပါသမံဘဝ3ပါးဘုံ3ပါးတို့၌ကိလေသာပူမီတို့ကိုငြိမ်းအေးစေတော်မူနိုင်ထသောယမကံရေမိဆုံးဆုံးစရှိသောတကုဗျာတိဟာတို့ကိုပြာစွမ်းတော်မူနိုင်ထသောဒုက္ခတံလူချမ်းသာနတ်ချမ်းသာနိဗ္ဗာန်ချမ်းသာကိုပေးတော်မူတတ်ထသောသရဏံလူနဲ့နဂတကြားပြမတတဝဝိနေမြဘိုကြီးတို့၏အာထကိုယ်ွယ်အားစေဧကံဖြစ်တော်မူပေထသောဇိနံလေးသစ္စာပန်းခိုင်ကိုလှမ်းကင်ကတချက်တိဖြင့်ငါမန်းဆွဲယံမိကိုဖြည့်စည်းအောင်မြင်တော်မူသောဖယားရှင်ကိုယ်တော်မြတ်ကြီးကိုအဟံဘုရားသပိတော်သည်ပဏာမာမိယုတိမြတ်နုမညိုကျိုး၍ရှိခိုးကြောပါဤအရှင်ဘုရားမယံပဏာမာမဖယားသပိတော်သည်ယုတိမြတ်နုမညိုကျိုး၍ရှိခိုးကြောလိုက်ပါဤမြတ်စွာဘုရားဧတေနသစ္စာဝဇေနဤသို့ဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်အရဟံဘိအန္တဇယံစရှိသောဂုဏ်တော်တို့နှင့်ပြည့်စုံတော်မူပေ၏ဟုမှန်ကန်စွာဆိုရတဲ့သစ္စာစကားကြောင့်မေကျွန်ုပ်အားအမာခံကျွန်ုပ်တို့အားဇယမင်္ဂလံနှံပြတွင်ပြင်းဘေးရန်ဆင်၍လိုအင်းစန္ဒဟုသမျှသည်ပြ
ပြေဝဆုံစွာစံတော်တာတို့အောင်ရအောင်မှုအောင်ကြောင်းပြုသည်အောင်စုယရနာအောင်ချင်းကြီးမင်္ဂလာသည်ဟောတုမုတ်ချမတ်သွေဖြစ်ပါစေတည်းသာဓုသာဓုသာဓု